တူတီဝါဒနာချင်းတူတီဝါဒနာတဲ့မိတ်ဆွေများအတွက်ဒီနေ့နေ့လေးဆို20ရက်နေ့နော်10လပိုင်း20ရက်နေ့တလင်းလာနေ့အတွက်မနက်ပိုင်းအတွက်ကို12နာရီမနက်ပိုင်းအတွက်ကိုဆရာပြမယ်နော်ဒီမှာပါကြမလဲအဲ့ဒါကိုဆရာပြမယ်နော်ဒီနေရာမှာပါကြမလဲဆိုတာကိုဆရာပြမယ်နော်အဲ့ဒါလေးကိုစိတ်ဝင်စားအောင်ဖိုင်လေးအရင်ကြီးရှင်းမသွားအောင်အချင်းချုံပြီးပြပေးမယ်လို့ချီပေါက်ကြပါစေချီပေါက်ကြပါဆိုတာတော့ပတ်တီးတစ်လုံးရဲ့ break တစ်ခုရဲ့ပေါ့အဲ့လောက်တော့လိုက်ရမှာလေလောလောဆယ်ဆရာလည်းမအားသေးဘူးနောက်ပြီးလို့ရှိရင်ဒီဗာလေဖုန်းကတိတ်မကောင်းတော့ဒီဖုန်းထဲကနေကလန်နာဆွဲရတာတိတ်အဆင်မပြေလို့အဲ့လိုမျိုးအခုလိုလုပ်လိုက်ရတာနော်ကလန်နာပတ်စံကုန်ရောက်ခံပြီးမှအဲ့လိုမျိုးကလန်နာကမိတ်တူတော့ဆွဲပြီးမှလုပ်ရတာအဲ့ဒါလည်းနားလေးပြကြနော်ဆရာပြမယ်နော်ဒီဖက်မှာ6565ပြန်ကြကိုတန်းကြတယ်မနက်ပိုင်းကြီးနော်အဲ့မှာတစ်ချက်ဒီမှာချက်50ပြန်ကြတယ်ဒီမှာကြတော့81ပြန်ကြတယ်ဒီမှာကြတော့နောက်ထပ်233နှစ်ကြတယ်ဗျာဒီမှာကြတော့2ပူကြတယ်နော်ဒီမှာကြတော့4ခွန်ကြတယ်နော်ဒီမှာကြတော့5ခွန်ကြတယ်အဲ့လိုမျိုးဒီမှာကြတော့လေ6လို့ကြတယ်နော်အဲ့ဒါလေးကိုအဲ့ဒါလေး A site လေးတိုင်းပဲပြမယ်ဒီမနက်အတွက်ကို A site လေးတိုင်းပဲဖမ်းပေးမယ်နော်အငုံကြပါစေလို့ဟိုမှာဒီဖက်ကစကြည့်မယ်4ခွန်ကနေစကြည့်မယ်ဒီ4ခွန်ဟိုမှာဗျာဒီမှာ6565ဒီလိုဆောင်းမှာပါကြမလဲဒီဆောင်းမှာပါကြမလဲနော်ဒီထိတော့မှန်သွားပြီလေဒီထိမှန်သွားပြီအဲ့လိုမျိုးတချို့အများကြီးပေါက်ကြပါတယ်ကျွန်တော်အဲ့လိုမျိုးပေါ့ဒီကစပြပေးမယ်နော်ဒီကစပြပေးမယ်ဆိုတော့4ခွန်ရဲ့စောင်းမှာ60ကြတယ်4ခွန်ရဲ့စောင်းမှာ60ကြတယ်ဒီ23နှစ်စောင်းမှာခွန်19ကြတယ်ဒီမှာ2ပူကြမှာ90ကြတယ်ဒီမှာ83ကြမှာ303ကြတယ်ဒီမှာ5ခွန်စောင်းမှာစောင်းရဲ့အောက်လေးမှာ302ကြတယ်ဒီမှာ81ကျော်ဆောင်းမှာ40ကြတယ်နော်ဒီမှာ94ဆောင်းမှာဒီအောက်မှာဆိုလို့ရှိရင်ဟိုဘက်အပေါ်ထိတွားမှာနော်ဒီမှာ90ကြတယ်နော်90ကြတယ်ဆိုတော့ဒီမှာ50ဆောင်းမှာကြတော့ဘာကြလဲတိ6ကြတယ်နော်တိ6ကြတယ်ဒီ65ဆောင်းမှာပါကြမလဲဆိုတာကြည့်လိုက်ဒီ4ခွန်စောင်းမှာကြတော့